မင်္ဂလာပါခင်ဗျာဒီခါပေါ့နော်ကျွန်တော်မိတ်ဆက်ပေးချင်တာပေါ့နော်ဒီ software လေးတစ်ခုသုံးပြီးတော့ပေါ့နော်မိတ်ဆွေတို့ဒီတင်ချာတစ်ပုဒ်ကိုပေါ့နော်လွယ်လွယ်ကူကူပေါ့ဘယ်လိုတွက်ရမလဲဆိုတော့ software လေးတွေပေါ့နော်ကျွန်တော်အဲ့ဒါလေးကျွန်တော်မိတ်ဆက်ပေးချင်တာပေါ့နော်အဲ့တော့ဒီမှာပေါ့နော် software လေးကျွန်တော်ဒါနှစ်ခုပေါ့နော်ဒီနှစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးချင်တာပေါ့နော်ဒီမှာ SOLVIEAI ပေါ့နော်ဒီ software လေးပေါ့နော်ဒါမိတ်ဆွေတို့ Play Store မှာ download ရရနော် SOLVIEAI ဆိုတဲ့ software လေးပေါ့နော်အဲ့ software လေးရဲ့နောက်တစ်ခုကကျွန်တော်မိတ်ဆက်ပေးချင်တာဒီ software လေးနော်ဒီ software လေးရဲ့ဒီမှာပေါ့နော် Pocket Math ဆိုတဲ့ software လေးပေါ့နော်အဲ့ software လေးနှစ်ခုပေါ့နော်ဒါဒီအဲ့ software လေးနှစ်ခုကတစ်မျိုးစီတော့ကောင်းရပါပေါ့နော်အဲ့တော့ဒီကိုတွက်ချင်တဲ့အပုတ်ကိုပေါ့နော်ဒါ scan ဖတ်လိုက်တာနဲ့ပေါ့နော်သူကတောင်းအဆင့်လေးနဲ့တွက်ပြသွားပြီပေါ့နော်ကျွန်တော်တခုစမ်းပြပြီပေါ့နော်ဒီ Soft AI ဆိုတဲ့ software လေးကိုရင်စမ်းပြပြီပေါ့နော်ဒီ software လေးကနဲ့ဒါကြော်ညာတော့လည်းကြည်ရတယ်ဗျဒါပေမဲ့တော့တွက်ပေးတာတော့ရှင်းတယ်ပေါ့နော်အဲ့တော့ဒီမှာဒါကျွန်တော်ဒီအပေါ်အမြန်ချက်ချီကလေးကိုချက်နေလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာပေါ့နော်ဘာတွက်ချင်တဲ့ပု္ပ္ပစာပေါ့သူ scan ဖတ်ဆိုပြီးတော့သူကဒါနမူနာလေးတော့ပြထားတာပေါ့နော်ပြပါအဲ့လိုလိုဒါတခါအဆင့်လေးနဲ့တွက်ပြရတဲ့သဘောလေးဆိုပြထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဒါလေးကိုဒီမှာဒီပေဘက်တောင်ဆုံးအပေါ်ဘက်ပေဘက်တောင်ဆုံးအများလေးကိုချက်နေလိုက်ပါနော်ပြီးချက်ချီကလေးကိုချက်နေလိုက်ပါနော်အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော် sign ပါနော်အဲ့တော့ကျွန်တော်တို့ကဒီမှာတခါ scan ဖတ်လို့ရရပါနော်ကျွန်တော် scan ဖတ်ဖို့ဆိုတော့ဒီမှာဒီတုံးလေးကိုယူလိုက်ပါနော်ဓာတ်ပုံလေးကိုယူသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီကိုတွက်ချင်တဲ့ပု္ပ္ပစာလေးပေါ့နော်အဲ့ဒါလေးကျွန်တော်ယူလိုက်ပါနော်ရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့မှာပေါ့နော်ကိုတွက်ချင်တဲ့ပုတ်လေးကိုကျွန်တော်ရွေးမှာပေါ့နော်ဒီမှာပေါင်းနေတဲ့ယူလေးရတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ပေါ့နော်ဒီမှာကာကြီးကနေပြီးတော့ကျွန်တော်တို့ဒီကာကြီးကြီးကျွန်တော်တွက်ခိုင်းမှာပေါ့နော်နံပါတ်2ကိုတွက်ခိုင်းမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ okay ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ချက်နေလိုက်မှာပေါ့နော်ပြီးသွားရင်ဒီမှာကြော်ညာကြည့်မှလာပေါ့နော်ဒါမှမဟုတ်ရှင်ဒီမှာပေါ့နော်ဒီဟိုပါပတ်စံနေပေါ်မှာလာကျွန်တော်တို့ကြော်ညာကြည့်ပြီးတော့ပဲတွက်ခိုင်းမှာပေါ့နော်ကြော်ညာကြည့်တိုင်မယ်ပေါ့နော်အဲ့တော့ကြော်ညာကြည့်ရောစက္ကန့်39စက္ကန့်ခဏစောင့်မှာပေါ့နော်ဒီ software လေးကဒါပြောမှဆိုပြကိုတွက်ရခက်ခဲတဲ့ပုံစံလေးပေါ့နော်ဒါအဲ့ဒါလေးကိုဒီ software လေးနဲ့ scan ဖိုက်တာနဲ့ပေါ့နော်သူကတစ်ခါတည်းအကုန်ဖြည့်ပြီးရပေးနိုင်တယ်ပေါ့နော်ရမ်းမဲ့တော့မှာပါတယ်ဒါလေးကဒီကိုဖုန်းနံပါတ်စောင်းထားသွားဒီက free ဆိုတော့နည်းနည်းကြော်ညာလေးတော့နည်းစိတ်ရှိရပါတော့အဲ့တော့သူဒီဟာကိုသူ scan ဖတ်နေပြီပေါ့နော်သူ scan ဖတ်နေပြီခဏဆောင်ပေးရမှာပေါ့နော်ဒီဟာပေါ့နော်ဒီဟာတွက်ပေးရမှာလားပေါ့နော်ဒီကြောင်သူမေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟုတ်တယ်ပေါ့နော်ဟုတ်တယ်ဆိုတော့အဲ့တော့ကျွန်တော်ဒီမှာ source ဆိုတဲ့နေရာလေးကျွန်တော်ဒီ channel လိုက်မှာပေါ့နော်နံပါတ်1ရယ်နံပါတ်2ရယ်ကျွန်တော်တွက်မယ်ပေါ့နော်အဲ့တော့သူဒီမှာအဖြေကြလာပြီပေါ့နော်အဲ့တော့ဒီမှာနံပါတ်1ရယ်နံပါတ်2ရယ်ဒါတွက်ပေးထားရပေါ့နော်အဲ့တော့ဒီမှာနံပါတ်1ဥစ္စာပေါ့နော်ဒါလည်းမြောက်မယ်ပေါ့အဲ့တော့ဒီမှာသူပြထားရပေါ့နော်ဒီမှာအဆင့်အတိုင်းပုံ20ဒီမှာ24ကို4ပိုင်း5ပိုင်းနဲ့ကိုပါဒီဟာနဲ့မြောက်မယ်ပေါ့နော်အဲ့တော့ဒီမှာမြောက်ပြထားရပေါ့နော်တစ်စင်ချင်းမြောက်အဖြေပြထားရပေါ့နော်လောက်ပါပြတာတစ်စင်ချင်းဒီမှာသူ့အဆင့်နဲ့သူတောင်းတွက်ပြထားတော့မှရှင်းတယ်ပေါ့နော်ဒါဒီ software လေးကတစ်မျိုးပေါ့နော်ဒါဒီ software နဲ့ပတ်သက်ပြီးတော့တစ်မျိုး software တစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြမယ်ပေါ့နော်ဒီ software လေးပေါ့နော်ဒီ Pocket Math ဆိုတဲ့ software လေးပေါ့နော်ဒီ software လေးကကြောက်လဲဒါတစ်မျိုးကောင်းတာပေါ့နော်သူကကျတော့ဒီပုံစံတူမိကုန်းလေးပဲသူပို့ပြီးလုပ်ပြီးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာပထမဆုံးတပုံလေးတစ်ပုံစတော့ပဲယူမယ်ဒီမှာယူလိုက်မှာပေါ့နော်ခုနလိုပဲကျွန်တော်နံပါတ်2ကိုတွက်ခိုင်းမယ်ပေါ့နော်အဲ့တော့ဒါမှန်သွားပြီပေါ့နော်မှန်သွားဆိုကျွန်တော်အပြာမှန်ချက်လေးကျွန်တော်ထည့်လိုက်ပြီပေါ့နော်အဲ့ဆိုဒီမှာတွက်နေပြီပေါ့နော်တခါဒီမှာသူ့ရဲ့အားနည်းချက်ကကြတော့သူကဒီအင်္ဂလိပ်လိုဖြစ်နေတာတစ်ခုပေါ့နော်အဲ့ဒီတစ်ခုပဲသူအားနည်းချက်ပေါ့ဒီကောင်ကတော့ပို့ပြီးတော့ရှင်းနေတယ်ဒီကောင်လေးကတော့ဒီမှာပေါ့နော်3ပိုင်းတစ်ပိုင်းအဲ့တော့1ပိုင်းတစ်ပိုင်းကိုသူရှင်းပြသွားပါပေါ့နော်အဲ့တော့ဒီမှာ3 3 4 9 9ရဲ့1ရဲ့ပေါင်း30အဲ့တော့3ပိုင်း10ပိုင်းပေါ့နော်1ပိုင်းတစ်ပိုင်းကိုလည်းသူရှင်းပြသွားတယ်
ဒီမှာသူတို့နှစ်ခုတစ်ဆင့်ချင်းစီပေါ့နော်ဒီမှာဒါတစ်ခုချင်းစီပေါ့နော်အဲ့တော့ဒီမှာသူ့ရဲ့ဒီ software လေးရဲ့ကောင်းတဲ့ဟာတစ်ခုပေါ့နော် create private question တဲ့ဒီလိုပုံစံတူပေါ့နော်မိကုန်းလေးတွေတုတ်ပြအောင်မလားဆိုမိထားပါနော်အကဲကိုဒီမှာ create a picture question ဆိုဒီမှာ private question ဆိုတဲ့ဟာလေးကိုချက်နှိပ်ပေးလိုက်မယ်ဆိုရင်ပေါ့နော်ဒါဒီသူ့နဲ့ပုံစံတူစင်တူဒါမိကုန်းလေးအများကြီးကြာလာပါပေါ့နော်ဒီ software လေးကတော့ကျွန်တော်ကဒီ software နှစ်ခုမှာဒီ soft AI ဆိုတာကျတော့ဗမာလိုလို့ရှင်းပြထားတယ်ဒါပေမဲ့ဒီ pocket math ဆိုတဲ့ software လေးကတော့ဒါအင်္ဂလိပ်လိုရှင်းပြရဲဆိုရင်သူကတော့တွက်နီးပို့ပြီးတော့အဆင်ပြေရပါတော့တော့ဒီ pocket math ကကျတော့တော့မှပုံစံမျိုးမိကုန်းလေးလည်းပို့ပြီးတော့ထုတ်ပေးနိုင်တယ်ပေါ့နော်အဲကြောင့်ဒီ software နှစ်ခုကျွန်တော်မိတ်ဆက်ပေးရပါတော့အဲ့တော့မိတ်ဆွေတို့အဆင်ပြေမယ်လို့ထင်ပါတယ်ဒီ software လေးကဖုန်းနံပါတ်နဲ့စောင့်ထားတင်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကြိုးရှိရဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်းပဲ subscribe လုပ်ပြီးတော့ကြံပြီးကြပါမယ်ကျေးဇူးများတင်ပါတယ်